Mama solutionဒီရွယ်မှာဆိုလို့ရှိရင်တော့ရေကွက်တိဖြစ်တဲ့အပွင့်ဆိုလို့ရှိရင်အဲ့လိုမျိုးခမောက်တွေခြွေရတာလွယ်တာပေါ့နော်ဒီမှာခမောက်လေးတွေတော်တော်ချောရတာလွယ်တယ်အခုချိန်မှာဒီမှာဆိုလို့ရှိရင်ခါချလိုက်တာနဲ့အကုန်ကျသွားတာပေါ့နော်ခမောက်လေးတွေကဒီဟိုမှာလည်းရှိသေးတယ်ကျွေးတယ်ခမောက်တွေကျွေးတယ်ဟိုပေါ်မှာရှိသေးတယ်ဒီမှာထိလိုက်တာနဲ့ကျတာပေါ့နော်ခမောက်လေးတွေကတိကဒါတွေဒီခမောက်လေးတွေကရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီခမောက်ကျွတ်မှအပွင့်လှတာပေါ့နော်အသေးလှတယ်။အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်အသေးမလှဘူး။ဒီမှာရှိသေးတယ်။ဒီဟာဆိုလို့ရှိရင်ပေါ့နော်။ဒါမှမဆိုရင်ຫນွေရသည်ဆိုရင်ပေါ့နော်။ຫນွေရသည်ဆိုလို့ရှိရင်ကျွန်တော်တို့အပွင့်ကဒီလိုလေးဆိုလို့ရှိရင်ကျွန်တော်ရေကိုနည်းနည်းလေးလျှော့ရတာပေါ့နော်ဒါလည်းတိကျပြီးပြောတာမဟုတ်ဘူးနော်ပင်ရဲ့ချင်းတွေကြည့်ပြီးတော့ရေနည်းနည်းလျှော့ရတယ်ဒီရွယ်ဆိုရင်တော့ချွေရတာလွယ်တယ်ပေါ့နော်မဆိုရင်ထိတာနဲ့ကြားတယ်တရက်နှစ်ရက်ပေါ့နော်အများကြီးတော့မဟုတ်ဘူးတရက်နှစ်ရက်ပဲအဲ့ဒီခမုတ်လေးတွေကျွတ်မှကျွန်တော်ကတီးလှတာပေါ့နော်အဲ့လိုမှမဟုတ်ဘူးခမုံမကြောက်ဘူးဆိုလို့ရှိရင်တီးမလှဘူးဒီထဲမှာလေလုံမီဘိုးတွေကတ်နေတာပေါ့နော်ကတ်တယ်ခဏလည်းကျွန်တော်တွေးသေးတယ်ဒီလိုဆိုလို့ရှိရင်အပင်တမင်မှာပေါ့နော်ကျွန်တော်တို့90ရာခိုင်နှုန်းလို့အပွင့်အာပြီဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီချိန်မှာတစ်ချိန်အော်စီနဲ့ဒီကန်ဆယ်ဘိုလုံးဖြန်းရတယ်ပြီးတော့ဒီလိုမျိုးအကုန်လုံးကျွေသွားပြီပေါ့နော်ဒီဖျောင်းနေလေးပဲကြံခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီရွယ်မှာတစ်ချိန်ပြန်ဖြန်းရတာပေါ့နော်ပြီးတော့မနေ့ကကျွန်တော်မေးထားတယ်ကို့ပင်ကပက်ကလိုဖြန်းထားတဲ့ပင်ဒါပြောတယ်ဘာဖြစ်လို့ဒီညတန်းရှိတာလဲဆိုပြီးတော့ကျွန်တော်မေးထားတာလေးရှိတယ်ဒါကကျွန်တော်တို့အပွင့်ကဒီတေးသေးလေးပေါ့နော်ထွက်လာတာနဲ့ကျွန်တော်စားလိုက်ရယ်အာမီနိုရယ်ပြီးတော့ကြီးဒီညတန်းရှိတဲ့ဟာပေါ့နော်ဒီရွက်ကိုဖြန်းလဲရွက်ရှိတယ်အဲ့ဒီကြီးတစ်ကြိမ်လာဖြန်းနေကျွန်တော်အမှမဆိုရင်ဒီပက်ကလိုဖြန်းတဲ့ပွင့်တွေကအကြည့်မဖြန်းဘူးဆိုလို့ရှိရင်တော့ညတူတူလေးပဲဒီလက်လောက်ပဲရှိတယ်ပေါ့နော်ဒီမှာညတန်းရှိတယ်တွေ့လားမတည့်ကျွန်တော်ရသည်လိုက်ယူတဲ့ပွင့်နဲ့တူတူပဲတွေ့လားညတန်းရှိတယ်ဒီမှာဆိုလို့ရင်မအားသေးတဲ့ပွင့်နေအဲ့လိုမျိုးပေါ့နော်ဒီကြိတ်နဲ့ဒီစားလိုက်ရအာမီနိုရကျွန်တော်ဖြန်းပေးရတယ်ဒါဆိုလို့ရှိရင်ဒီညတန်းရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြည့်ပါအမိုးကလည်းနည်းနည်းတိတ်သွားတယ်ပြီးတော့ကျွန်တော်ဟိုတက်ဘက်ကကျွန်တော်ခန်းစင်ရန်ကျွန်တော်ထက်ထားတယ်ဆိုတော့ဒီမှာအပွင့်ရိုးတန်လေးကပျော့ပြီးတော့လေပျော့ဖတ်ဣတွဲပြီးတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါတင်တယ်ပေါ့နော်တီးတင်အားပိုကောင်းတယ်ဒီရွယ်ဆိုလို့ရှိရင်ဒါအဲ့လိုမျိုးဆိုလို့ရှိရင်ဒါတေချာတော့ဒီစားလိုက်